သာသနာ့ဓမ္မစရိယဗန္ဒစိတ်တော်ရအရှင်ဝိလာတာတက်ခိချစ်သွေးချင်းကျူးကုန်ပြုပူဇော်ရတော့အာဂရှင်မဟာစာကြီး20ကုန်ပရဇာအချီကြီးချညီပိုက်စုံရလို့ဘုရားရရောတင်းရရှင်ရေးချင်းဖြူမှာတီကျူးပူဇော်မှာဖြစ်ပါလိမ့်မယ်ဟာDear